မင်္ဂလာပါရှင်။ဒါလေးကတော့ထိုင်းစတိုင်ငခုမကျော်လေးပါရှင်။ထိုင်းစားသောက်ဆိုင်တွေမှာစားလေးရှိတဲ့ငခုမကျော်ကိုအိမ်မှာပဲလွယ်လွယ်ကူကူအနံ့ရောအရသာရောတကယ် original အတိုင်းဖြစ်အောင်ဖွင့်ထုတ်လုပ်ပြပေးပါမယ်ရှင်။အရင်ဆုံးငခုသားတွေကိုဒီနဲ့ပြအောင်ရှာလကားရည်နဲ့ပုတ်စီပြီးစစ်စစ်ပြန်စီထားပေးပါမယ်နော်။ပြီးရင်တော့နနွေစာအရသာမုံချင်းမုံတို့ထည့်ပြီးတော့တမအောင်နေပေးပါ။ပြီးရင်နိုင်ဝက်လောက်နှက်ထားပေးပါမယ်နော်။နှက်ထားတဲ့ငခုသားလာလေးတွေကိုရင်းရွေးစုမှနိုင်ဝက်လောက်ပြုတ်ပေးပါမယ်နော်နိုင်ဝက်လောက်နေရင်ရေးစစ်ပြီးပြန်ဆယ်ထားပေးပါမယ်နော်ဒီနေရာမှာတခုပြောချင်တာကငါးပြုတ်တဲ့ထဲမှာပစွန်တော့ပံပြာရည်လေးနည်းနည်းထည့်ထားပါရနော်ဒီကံပြာရည်လေးကထိုင်းစတိုင်ထိထိမီမီလေးပါနော်ပြုတ်ထားတဲ့ငခုသားလာလေးတွေအေးသွားပြီဆိုရင်တော့အယူနဲ့အီးကိုလေးတေးသေးချာချာဖယ်ပြီးအသားညွှန်ပေးပါမယ်နော်အသားလာထားပေးမယ်အယူလေးတွေပါတယ်လို့သတိထားပေးပါနော်ပြီးရင်နှွင်ထားတဲ့ငခုအသားလာလေးကိုငရုပ်စုံထဲမှာထည့်ပြီးအသားရလေးထောင်းပေးပါမယ်နော်ပြီးရင်တော့ကကြော်မုံကိုခေါ်တဲ့ပမုံကြောင့် bread crumb လေးနှစ်စွန်းခွဲလောက်ထည့်ထောင်းပေးပါမယ်နော်အရသာအနေနဲ့ကစီနှစ်စွန်းစာစက်သားငုံဘေးကောင်းမုံထည့်ပြီးတော့စွန်းလေးနဲ့နေပေးပါမယ်နော်စီနဲ့သွားလို့နောက်ထပ်တစ်စုံလေးထပ်ထည့်ပေးထားပါတယ်နော်15မိနစ်လောက်ထပ်နှက်ထားပေးပါမယ်နော်15မိနစ်လောက်နှက်ထားတာကိုစီလူမှာထည့်တော့ပေးပါရှင်တစ်ဖက်ရဲရင်တစ်ဖက်နှက်ပေးပါနော်နှစ်ဖက်လုံးရဲရင်ခောက်ပေးလိုက်ပါရှင်ဒါဆိုလို့ရှိရင်ကျွတ်ကျွတ်ရွရွလေးနဲ့အရန်စားကောင်းတဲ့ငခုမကျော်လေးရပါပြီ။ဒါလေးတွေကိုစစ်စစ်ပြီးတော့စစ်ထားပေးပါမယ်နော်။တော့ပင်အတွက်တရက်သီးနဲ့ဥမီလေးကိုထိုင်းစတိုင်ချိုးချက်ဆက်လေးတုပ်ပါမယ်နော်။ယူယူရှင်းရှင်းလေးပဲတုပ်ပါမယ်ရှင်။အများကြီးလိုပါအောင်နော်။တကြားလေးရဲ့ထိုင်းစတိုင်ထိထိမိမိပစုံတုံးကပြားရည်လေးရဲ့တသားမှုလေးရဲ့ငရုတ်သီးသိန်းလေးရဲ့ထည့်ပြီးတော့အသားရလေးညင်ပေးလိုက်ရဲ့ငခုမကျော်လေးကလိုက်ပတ်တဲ့ချိုးချိုးချစ်ချင်းတရက်သီးတုပ်လေးရပါပြီနော်။ကဲပကံလေးထဲမှာဆလရွက်လေးတွေကိုခင်းပြီးတော့ငါဖူးပွားကြော်လေးကိုတင်မယ်တော့ပင်လေးနဲ့ဘေးပတ်လက်မှာတရက်တိတုပ်လေးနဲ့တီယိုစီလေးတွေပါတင်လိုက်ရင်တော့ပြီးဆုံးတဲ့ယူရီးယားစတိုင်ကခုမကြော်လေးရပါပြီရှင်အိမ်မှာပဲစားရတာတိုင်းစားလို့ရတဲ့တော့ခုမကြော်လုံးလေးတွေကိုဖွင့်ချမျှဝေပေးလိုက်ပါပြီနော်လို့ရရတယ်လို့တကယ်ကိုရတာရှိရမှုအိမ်မှာပဲသိချလိုက်လို့ဒီပို့တိုက်တွန်းပါတယ်ရှင်နောက်ထပ်လည်းထူးထူးခြားခြားဟင်းချက်လေးတွေနဲ့ပြန်လာခဲ့ပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် See you next video ပါနော် bye bye